Fanny J Crosby ဆိုတဲ့မြက်ကန်အမျိုးသမီးတစ်ယောက်ကဆေးရုံတွေအကျဉ်းထောင်တွေလမ်းဘေးတွေစွန့်နေရမှာဧဝံဂေလိသတင်းကောင်းဝင်ငှပြီးဓမ္မသချင်းများဆိုပြီးတော့ခွန်အားပေးစကားတွေကိုပြောလို့ရှိပါတယ်။ Fanny ကို1820ခုနှစ်မတ်လ24ရက်နေ့အမေရိကန်ပြည်ထောင်စု Brewster ဆိုတဲ့ရွာကလေးမှာမွေးဖွားခဲ့ပါတယ်။ဒီနေ့မှာတော့နယူးယောက်မြို့မန်ဟန်တန်အကျဉ်းထောင်မှာသတင်းကောင်းဝင်ငှပြီးဓမ္မသချင်းတွေကိုတီးဆိုပေးဖို့ဖိတ်ကြားခံခဲ့ရတယ်။အဲ့ဒီအကျဉ်းထောင်ထဲမှာဆိုရင်လူမျိုးရေးခွဲခြားမှုတွေအမုန်းတရားတွေပြည့်နှက်နေခဲ့တာပါ။အဲ့လိုနဲ့အစီအစဉ်ပြီးလို့ပြန်တော့မယ့်ချိန်မှာFannyဟာအကျဉ်းသားတွေကငိုကြွေးပြီးပြောတဲ့စကားအသံတွေကိုကျေလောင်စွာကြားလိုက်ရပါတယ်။အဲ့ဒီအကျဉ်းသားကကိုရောကျွန်တော်ကိုလွန်မသွားပါနဲ့ဆိုပြီးတော့အုံငိုနေခဲ့ပါတယ်။အဲ့ဒီတန်ဟာ Fanny ရဲ့စိတ်ကိုထိခိုက်စေပြီးစိတ်ထဲမှာဆွဲကြံနေစေခဲ့ပါတယ်။ Fanny ကအဲ့ဒီစကားလုံးတွေကိုစိတ်ထဲကနေမဆွဲထုတ်နိုင်ဘူး။အရေးတစ်ခုလိုမျိုးအနောက်ကနေလိုက်လာနေတယ်လို့ခံစားရတယ်လို့ပြောခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာ Fanny ဟာအဲ့ဒီစာသားတွေကိုရေးချပြီးတော့သူ့ရဲ့လုပ်ဖို့ကိုင်မဲ့ဝီလီယံဟောက်ဘတ်ကတန်စင်ထည့်ပေးလိုက်ပါတယ်။အဲ့ဒီတခြင်းဟာဆိုလို့ရှိရင်တော့အခုချိန်ထိလူကြိုက်များတဲ့ဓမ္မတခြင်းတစ်ပုဒ်ဖြစ်လာခဲ့ပါပြီ။ Fanny မသေးဆုံးခင်မှာဘုရားသခင်ကကျမကိုမြက်ကန်းအဖြစ်ဖန်ဆင်းခဲ့တယ်။ဒါမှလည်းပျောက်ဆုံးတဲ့ဝိညာဉ်တွေရဲ့လိုအပ်ချက်ကိုငါမြင်နိုင်မှာကိုဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ကယ်ရီရှင်လွန်မသွားပါနဲ့ကျွန်ုပ်လျှောက်ပါ၏။ခြားသောသူနဲ့စိတ်တော်တွေ့ရင်လွန်မသွားပါနဲ့။